ဒီနေ့ကတော့တငယ်ချင်းတွေဖိတ်တဲ့ Chinese New Year မှာ steamboat လှုပ်ရှားမှာဖြစ်ပါတယ်။ဘာကြီးလှုပ်ရှားမလဲတော့မသိဘူး။ဘာကြီးတော့တော်တော်စားနေပြီ။တငယ်ချင်းကလာဖွင့်ပေးပါတယ်။အော်တခြားတငယ်ချင်းတွေလည်းတူရောက်လာပါပြီ။ Yeah, what you prefer a housewife? My God. တငယ်ချင်းတွေကတော့ housewife material လေးပါ။စားဖို့အတွက်ပြင်ဆင်နေပါပြီ။ကိုကတော့ဟိုရိုက်ဒီရိုက်ပေါ့နော်။ Okay, we can keep one. This one? Yeah, so we keep Open one. the whole thing? ကျန်တဲ့တငယ်ချင်းလေးကိုစောင့်နေနေပဲအချိုပွဲလေးရင်စားဖြစ်ပါတယ်။ဒါကတော့သူတို့ယူလာခဲ့တဲ့ wine တဲ့ရက်ပလင်ဖြစ်ပါတယ်။ဒါကတော့ Chinese New Year gift ပါ။လမ်းပြောက်ပြီးတော့နောက်ကျမှရောက်လာတဲ့ကိုတငယ်ချင်းလေးပါ။ဒါကတော့ hot pot ဒီအေးလေးနဲ့ဆန်းတောက်ကြည့်ခဲ့ပါတယ်။လူဆုံးပြီးဆိုတော့ဆက်စားပါပြီ။ hot pot ကလေဆက်စားချင်မှလေလုံးဝအဲ့လိုမျိုးတိတ်ပြောအရသာတိတ်မရှိဘူးပေါ့နော်။နောက်ပိုင်းအဲ့လိုမျိုးလူတိုင်းထဲရမှာပဲအဲ့လိုမျိုးတော်တော်စားကောင်းတာဖြစ်သွားဆက်စားချင်မှတော့နည်းအရသာလိုနေရယ် Who is saying it? The whole thing came about because he offered you. This one is a more solid thing. အခုမှပဲ hot pot ကလာဆိုသွားတော့ရယ်စားပြီးရင်တော့ Chinese New Year Casino Game ဆော့ဖို့တိုင်ပင်နေကြပါပြီ Hi. Shit. Do you play gambling in Changi? Do I pay gambling? Yeah. Do you play gamble? Yeah. You won? Yeah. The other one? What games do you play? I just play blackjack. Oh, ကိုကတော့လုံးဝအခွက်ပြောင်နေအကယ်တယောက်လိုပါပဲ Higher. ရီးစားမရှိပေမဲ့လည်းပစိုးနှွားပေးရဲ့အကူကြီးတွေရှိတယ်ပေါ့နော် Thanks. No, thanks. share plan နဲ့ဆွဲနေတာပါလုံးဝအားရပါရဒါကတော့ Gen Z selfie ပေါ့နော် mandatory photo ပါလောက်ကိုလောက်ရမယ်ရဖြစ်ပါတယ်စားပြီးွားပြီဆိုတော့ဒါကတော့ချိုးပွဲလေးပြတ်သေးပါတယ် white wine နဲ့အောက်က cheese နဲ့အသားပြားပေါ့နော်ရဆက်ကောင်းပါတယ်ဒီချိုးပွဲလေးကလုံးဝ perfect ပါကိုရီးယားစားပြီးပြီဆိုတော့တက်ရှိရတော့သူတို့ပိုင်ပေါ့နော်ဒါကတော့လုံးဝပထမဆုံးစော်ပူတဲ့ casino ပဲပေါ့နော်သူတို့တေချာတော့ကိုတင်ပေးပါတယ် Yeah, you can still draw, right? ပထမဆုံးဆိုပေမဲ့လေ$8နိုင်ခဲ့ရတော့ဒီပထမဆုံးစော်တဲ့ casino ပွဲမှာ Is 15, so that's not enough. You need at least 16. 16 It doesn't, okay bro. As a dealer, right? You have it's like automatic one. Either you, based on this rule, you have to. But I wouldn't know what. Yeah, But in until all of us are done. But the thing is that for you, you don't even need to see this. It doesn't matter for you. That's why you're not having fun. You ကဲဆရာအေးလည်းဆရာလုံးပြီးပြီဆိုတော့စစော်ပါပြီကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်သူတို့ပြောတာတော့အဲ့လိုမျိုး game တွေကိုပေါ့နော်လို့ gambling game တွေကိုအဲ့လို new year တို့အဲ့လိုမျိုး funeral လို့အဲ့လိုမျိုးတွေမှာပဲ soft ပေးထားတယ်လို့ပြောပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye